emotion နဲ့မိုးဆောင်ပါနဲ့ data နဲ့ဥဆောင်ပါလုပ်ငန်းရှင်တွေအနေနဲ့ကစိတ်ခံစားချက်တွေအရင်များတယ် data တွေနဲ့မိုးဆောင်လုပ်ချင်တာကိုလုပ်နေတယ်လို့ပြောလို့ရတယ်အလုံးဝမှားပြီပဲအလုံးဝ big mistakes တခုပဲเนาะကျွန်တော်ခုနကဘာလုပ်အောင်လဲဆိုကျွန်တော်ရမ်းစိတ်ပူတယ်အဲကြောင့်မို့ကျွန်တော်ပြောချင်တာ၃ချက်ပြောပြပြီ၃ချက်ပြောပြမယ်ဆိုနံပါတ်1ကလေ collaborate လို့collect လုပ်ပေါ့နော် data တွေကို collect လုပ်ဆုလိုက်ဘယ်ပစ္စည်းရောင်းအောင်ဆုံးလဲ customer တွေဘယ်အချိန်မှလူကြလဲဟာရိုးရှင်းရှင်းပဲကျွန်တော်တို့ကဟိုစာမကိုင်းမို့ရိုးရှင်းပဲဘယ်အချိန်မှလူအများကြီးကြလဲဘယ်အချိန်မှဘယ်ပစ္စည်းကောင်းကောင်းရောင်းဟုတ်တယ်နောက်တစ်ခုကじゃလောက်ရမှာဒီ simple tools လေးတွေနဲ့မှတ်လေစာရဘောလေးနဲ့ပဲမှတ်ပါဗျာမှတ်တော့မှတ်ရမယ်ကျွန်တော်ပြောချင်တာအေးမှတ်ပြီလို့ရှိရင်ဆရာဘာလုပ်ရမလဲဆိုလို့ရှိရင်အဲ့ပေါ်မှာ decision ချဘယ်ချိန်မှတော့ရောင်းရရင်ဘယ်ချိန်မှဝန်ထမ်းကိုတိုးထားပြီးမင်းဘယ်ချိန်မှတော့ဘယ် product ကတော့ကိုရောင်းရင်အဲ့ product ကိုဖြည့်ပြီးပြီးဒါမျိုးကြီးကြောင်းပြပါ data နဲ့ပဲဥဆောင်ကြပါ emotion နဲ့မဟုတ်ဆောင်ပါကျွန်တော်ဒါလေးကိုစိတ်ပေါ်လို့အချိန်လေးနည်းနည်းလေးနဲ့လေခေါင်းထဲကိုရောက်စေချင်တာက data နဲ့ဥဆောင်ပါ emotion နဲ့မဟုတ်ဆောင်ပါနဲ့လှုပ်ချင်တိုင်းလှုပ်မနေပါနဲ့လုံးဝစီမှာ data တွေကောက်ပါဒါကရောင်းတဲ့ process sales process marketing process အတွက် database လောက်တာကျန်တဲ့ HR process တွေမှာလည်း KPI SOP တွေနဲ့သွားပါ operation တွေမှာဆိုရင်လည်း operation နဲ့ဒီ processor တွေနဲ့သွားပါ data တွေနဲ့သွားစေချင်ပါတယ်ကျွန်တော်ကတော့လေနော်အဲဆို finance မှာဆိုရင်လည်း data တွေတိတိကျကျနဲ့သွားစေချင်ပါတယ်ဒီတော့ကျွန်တော်ပြောချင်တာကတော့emotion တွေနဲ့မဟုတ်ဆောင်ပါနဲ့ data တွေနဲ့ဥဆောင်ပါအားလုံးလေးစားချက်ကင်ကျေးဇူးတင်ပါတယ်